အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Alice ပါဒီနေ့မှာတော့ API အကြောင်းကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ် topic အနေနဲ့ဘာတွေပါမှာလဲဆိုတော့ API ဆိုတာဘာလဲ API သုံးရင်ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲမတူညီတဲ့ API အမျိုးအစားတွေနဲ့တကယ်လက်တွေ့ဘဝမှာအသုံးပြုနေတဲ့ application တွေ website တွေအကြောင်းကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ API ဆိုတာဘာလဲAPI ဆိုတာ application programming interface ဖြစ်ပြီးတော့မတူညီတဲ့software application တစ်ခုကိုဆက်တွယ်ဖို့အသုံးပြုတယ်ဥပမာစားတောက်ဆိုင်တစ်ဆိုင်မှာဆိုရင်စားသုံးသူရှိမယ်စပွဲတို့ရှိမယ်မြို့ပို့ဆောင်ရှိမယ်စားသုံးသူ client ကဒီ menu ထဲမှာရှိတဲ့ဟင်းပွဲတစ်ခုကိုမှာလိုက်မယ်အဲ့ဒီဟင်းပွဲကို API ကစပုံမှုစီပို့လိုက်မယ်ပေါ့စပုံမှုကအကယ်လို့ဟင်းချက်လို့ပြီးသွားမယ်ဆိုရင်menu ကိုစပွဲထိုး API ရဲ့နေတဆင့်ကိုလေးစီပြန်ချပေးတယ်ဒီလိုနည်းနဲ့ API ကအလုပ်လုပ်တယ် API ကိုအသုံးပြုရင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ API ကိုအသုံးပြုမယ်ဆိုရင် automation ကကြတော့ save time and effort ဘယ်လိုမျိုးလဲဆိုတော့ခုနကဒီစားတော့ဆိုင်တစ်ဆိုင်မှာဆိုရင်ကိုရီးယားဒီ API ကိုလှမ်းခေါ်လိုက်တာမလို့ကိုတိုင်းဒီစပုံမှုစီလဲတွားပြီးတော့ပြောစရာလည်းမလိုဘူးကိုတိုင်းလည်းချက်ပြုတ်စရာမလိုတဲ့အတွက်အချိန်ကုန်လည်းတက်တာစေတယ်လူပင်မလည်းတက်တာစေတယ်နောက်တစ်ခုကကြတော့ innovation ဖြစ်တဲ့ sandwich တီထွင်မှုဘယ်လိုမျိုးလဲဆိုတော့ကိုရီးယားဒီ website တစ်ခုလုပ်မယ်အဲ့ဒီ website ထဲမှာကျတော့ဒီ map ပဲထည့်မလားဒါမှမဟုတ်ဒီရာဒီဥတုအခြေအနေကိုပဲထည့်မလားဒါမှမဟုတ်ကိုရီးယား game app တစ်ခုတီထွင်တဲ့အချိန်မှာဒီ payment ချိန်မယ်ဆိုရင်ဘာနဲ့ချိန်မလဲသူတို့ချိန်တဲ့အချိန်မှာ API အသုံးပြုခြင်းအဖြစ်ကိုရီးယားဒီလူတိုင်းသုံးလို့ရတဲ့ application တစ်ခုကိုတီထွင်နိုင်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ API ကိုအသုံးပြုမယ်ဆိုရင်ကိုရီးယားလုံးဝအဆင်ပြေတဲ့လူတိုင်းအသုံးပြုလို့ရတဲ့ application တွေတည်ရှင်လို့ရတယ်နောက်တစ်ခုကကျတော့ security ဖြစ်တယ်security ဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့ကိုရီးယား website တစ်ခုကိုဝင်လိုက်မယ်ဆိုရင်login with Facebook လို့ login with Google လို့မြင်ရမှာပေါ့အဲ့ဒီအကယ်လို့ကိုက login with Google လို့နှိပ်လိုက်မယ်ဆိုရင်သူကကုတ်တောင်းတယ်ဘာလို့ကုတ်တောင်းလဲဆိုတော့အကယ်ဘာလို့ကုတ်တောင်းလဲဆိုတော့သူတွေကကိုရီကိုဒီ Google အသုံးပြုသူမှန်ပဲစစ်ပေးရမလို့စစ်ပေးရပဲမလို့ကိုရီရဲ့ information တွေအစနေအဆုံးထိရိုက်စရာလည်းမလိုဘူးကိုရီရဲ့ဒီ password တွေဘာတွေလဲသူကတောင်းတာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ security ဖြစ်တယ်နောက်ကကျတော့ကို efficiency ဖြစ်တယ်ဘယ်လိုမျိုးဖြစ်တာလဲဆိုတော့အကယ်လို့ကိုရီကဒီ map တစ်ခုဒီစာ map တစ်ခု website ထဲမှာထည့်မယ်ဆိုရင်ဒီ code ကိုဒီ map code တစ်ခုလုံးကိုအစနေအဆုံးထိ use စရာလည်းမလိုဘူးဒီကျွမ်းကျင်ပညာရှင်တွေလည်းမလိုဘူးပေါ့ကိုတိုင်းGoogle ကနေ Google Map ကနေ API လမ်းခေါ်လိုက်ရုံနဲ့အသုံးပြုလို့ရတယ်အဲ့ဒါကြောင့်မလို့ငွေကုန်ကြေးကျသက်သာစေတယ်နောက်တစ်ခုကကြတော့မတူညီတဲ့ API အမျိုးအစားတွေAPI မှာဆိုရင် public API ရှိတယ် partner API ရှိတယ် public API ရှိတယ် private API ကိုတနည်းအားဖြင့် internet API လို့လည်းခေါ်တယ်ဘာလို့ခေါ်ရလဲဆိုတော့သူကဒီ company တစ်ခုထဲကပိုင်ဆိုင်တဲ့မတူညီတဲ့ software တစ်ခုကိုချိတ်ဆက်ပေးတဲ့အရာမလို့ဥပမာKBSat မှာဆိုရင် KBSat Pay ရှိတယ် KBSat Ban ဆိုပြီးတော့ရှိတယ်ဒီ KBSat Pay ကနေဘဏ်အကောင့်ထဲကိုငွေလဲတာဘဏ်အကောင့်ကနေ KB ကိုငွေလွှဲလာတယ်ဒီငွေအတွင်းအထုတ်တွေပေါ့ငွေအတွင်းထုတ်တွေကကိုရီဂျားထဲမှာပဲသိရမလို့ကိုရီဂျားထဲမှာပဲကိုရီပဲသိတယ်ကိုရီဂျားလေးထဲမှာပဲဖြစ်ပြတ်သွားတဲ့ဒီ information အပြောင်းလဲတွေကိုinformation ပြောင်းလဲတွေကို public API နဲ့ချိတ်ဆက်ထားတယ်နောက်တစ်ခုကကြတော့ partner API ကကြတော့သူကမတူညီတဲ့ company ပိုင်ဆိုင်ထားတဲ့
company ပိုင်ဆိုင်ထားတဲ့ website တွေ application တွေဆက်တွဲပြီးတဲ့နေရာမှာအသုံးပြုတယ်ဥပမာ KBSat Pay ကနေmeter base ဆောင်တာ Wi-Fi base ဆောင်တာဆိုရင်သူတို့တွေဂျားတဲ့မှာpartner API အသုံးပြုထားတယ်ဘာလို့လဲဆိုတော့ဒီ Wi-Fi တို့ meter base ဆိုတာက KBSat ရဲ့သူတို့ company တွေကမတူကြဘူးပေါ့ company မတူကြတဲ့အနေနဲ့သူတို့တွေက partner API ကိုအသုံးပြုထားကြတယ်နောက်တစ်ခုကကျတော့ public API ကခုနပြောလို့ပဲ Google Map တွေ weather information တွေဆိုတာကကြတော့ကိုကိုတိုင်းလည်းအသုံးပြုလို့ရတယ်တခြားသူတွေလည်းအသုံးပြုလို့ရတယ်ပြီးတော့အကုန်လုံးလူတိုင်းဥပမာလူတိုင်းအသုံးပြုလို့ရတဲ့ API အမျိုးအစားတွေပေါ့အမျိုးအစားတွေကို public API လို့ခေါ်တယ်ပြီးတော့ဒီလက်တွေ့ဘဝမှာအသုံးပြု API ကိုအသုံးပြုနေတဲ့ application တွေ website တွေကိုပြောပြမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ဘန်ခုနပြောလို့ပဲ KBSat Pay ကနေ KBSat ဘန်အကောင့်ကိုငွေလဲတာတွေဆိုရင် API အသုံးပြုထားတယ်meter base ဆောင်တာ Wi-Fi base ဆောင်တာဆိုရင် partner API ကိုအသုံးပြုထားတယ်အသုံးပြုထားတဲ့ဒီအဲ့လာကြောင့်မလို့ဘန်ကလည်းဒီ API ကိုအသုံးပြုထားတဲ့application တွေထဲမှာပါဝင်တယ်နောက်တစ်ခုကကျတော့ delivery and ride app Foodpanda တို့ Grab တို့ဆိုရင်မှလည်းဒီ Google Map ပေါ့ Google Map ကြီးအသုံးပြုထားတယ်အဲ့လာကြောင့်မလို့ကိုရီ Foodpanda တို့ Grab တို့ဒီကိုရီရဲ့ location ထောက်တဲ့အချိန်မှာသူတို့ရဲ့ map က Google Map နဲ့အရန်တူနေတာပေါ့ဘာလို့လဲဆိုတော့သူက Google Map ရဲ့ API ကိုခေါ်သုံးထားမလို့အဲ့လိုခေါ်သုံးထားတာမလို့ Foodpanda တို့ဒီ Grab တို့ဆိုတာကလွယ်လွယ်ကူကူနဲ့လူတိုင်းအသုံးပြုလို့ရတဲ့ application website application တစ်ခုဖြစ်သွားတာပေါ့ online store ဥပမာကိုရီးယား game item တွေ game coin တွေဝယ်ချင်တာဆိုရင်သူတို့တွေက payment method မှာဒီ visa တို့ ban တို့နဲ့ ban တွေရဲ့ API ကိုလမ်းခေါ်ပြီးချိန်ထားတယ်အဲဒါကြောင့်မလို့ online store တွေမှာလည်း API ကိုအသုံးပြုထားတယ်နောက်တစ်ခုကကျတော့ website တွေထဲကို login ဝင်တာခုနကsecurity အပိုင်းမှာပြောလိုက်သလိုပဲ website ထဲကိုဝင်လိုက်တဲ့ကိုရီးယား Google နဲ့ဝင်မယ်ကိုရီးယား Gmail နဲ့ဝင်မယ်ဆိုရင်သူတို့တွေကကိုရီးယားကုတ်တောင်းတယ်ကိုရီးယားကုတ်ရိုက်ထည့်လိုက်မယ်ဆိုရင်အလွယ်တကူဝင်လို့ရတယ်သူတို့တွေကဒီလို login ဝင်လို့ရတယ်သူတို့တွေက API အသုံးပြုထားရမလို့ပေါ့အဲ့လို API အသုံးပြုပြီးဝင်ရတာမလို့ကိုရီးယား security ဖြစ်တဲ့ website ကိုကိုရီးယား password ပေးစရာမလိုပေါ့နောက်တစ်ခုကကျတော့ weather app တွေဒီ weather application ကိုတိစောက်မယ်ဆိုရင်ကိုရီးယားဒီခေါင်းကပေါ်မှာကိုရီးယားဂျိုထုကြီးလည်းရှိစရာမလိုဘူး weather station နဲ့ရှိစရာမလိုဘူးပေါ့ဘာလို့လဲဆိုတော့ဒီ weather.com ကသူတို့ API ကိုpublic API အနေနဲ့အသုံးပြုလို့ရအောင်လုပ်ပေးထားမလို့ကိုရီးယားဒီ weather application တွေapp တွေကို weather application တွေ weather website တွေကိုအလွယ်တကူဝင်ရောက်အသုံးပြုလို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ API key ကိုဘယ်လိုယူရမလဲဘယ်လိုအသုံးချရမလဲအကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်